မ်ဒါရဲ့တကားကိုမိမဖြစ်တဲ့လူကဖောက်လိုက်တာပတ်စံတွေအများကြီးကျလာတယ်ဖြစ်စဉ်ကမလေးရှားနိုင်ငံမှာဖြစ်သွားတာဒီယောက်ျားဖြစ်တဲ့လူကကြတော့ပတ်စံဆူရတာတအားကြိုက်တယ်သူအများနဲ့ပတ်စံဆူလေးရှိတယ်အားလုံးမင်္ဂလာပါတကယ်သူစားပြီးတော့တကယ်အော်ဆရာကောင်းတဲ့ဗီဒီယိုတစ်ပုတ်ဖြစ်ပါတယ်သူမိမပဲအတုံးကျန်းလို့လားမသိဘူးသူယောက်ျားခိုးပြီးပတ်စံစုထားတာရှာကြည့်လိုက်တဲ့အချိန်မှာပတ်စံနဲ့အများကြီးအင်ဒါတကားသူfiber တကားလေနော်အဲ့ဒီအပေါ်မှာပေါက်ပြီးတော့မှအင်ဒါတကားတစ်ပြင်လုံးတစ်ခုပတ်စံနဲ့အကျွေးစက်နဲ့အများကြီးထည့်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ကျွန်တော်ကြည့်ကြရအောင်ပတ်စံဆူရတာတအားကြိုက်တယ်သူအများနဲ့ပတ်စံဆူလေးရှိတယ်အစပိုင်းမှာတော့သူကကလေးနှုတ်မုံဘူးလေးတွေထဲမှာထည့်ပြီးတော့ဆူတယ်ဒါပေမဲ့ပတ်စံပြည့်လို့တော့သူစဉ်းစားတာပေါ့နော်ဘယ်နေရာမှာဆူရင်ကောင်းမလဲအဲ့ဒါသူ idea တစ်ခုရသွားတယ်အိမ်သားရဲ့တကားကိုသူသွားတွေ့တာပေါ့နော်အဲ့ဒါနဲ့အိမ်သားဒီအိမ်သားဒီ fiber ပုံစံနဲ့လောက်ထားတယ်เนาะကျွန်တော်ဒီအခုဒီမှာနာမည်တော့မဲ့သွားပြီကျွန်တော်တကားလေးရိုးရေချိုးခန်းတကားလေးဒီလိုလောက်လေအဲ့ဒီအပေါ်ဖက်မှာဆိုလို့ရှိရင်နည်းနည်းပြော့တော့သူကအပေါက်ဖောက်လိုက်ပြီးတော့တခါတည်းအဲ့မှာချလိုက်တာပေါ့ဒီကြားမှာဒီဘောင်တစ်ခုရဲ့ဒီဖက်မျက်နှာပြင်ဟိုဖက်မျက်နှာပြင်အလယ်မှာကျတော့ဟောင်းလောင်းလေเนาะအဲ့မှာအများကြီးချထားတာမိုက်တယ်သူ idea ဘယ်သူတခိုးတွေတောင်ဒါတီးမှာမဟုတ်ဒါမဲ့တကားဖွင့်ပိတ်လောက်တဲ့ချိန်အတန်လဲကြားရပေါ့ငွေတင်းကားဆိုလို့ရှိရင်တော့တီအတန်ကြီးကြားမှာပေါ့နော်တကားကိုအပေါ်ဆုံးမှာသူအပေါက်ဖောက်လိုက်တာအခုဆိုရင်သူစုလာတာ9နှစ်လောက်ရှိသွားပြီလို့ပြောတယ်နောက်ဆုံးမိမဖြစ်တဲ့သူကတွေ့သွားတာလားဘာလားတော့မသိဘူးသီလားအိမ်သားရဲ့တကားကိုသူကဖောက်လိုက်တာအများကြီးပဲအကျွေစိတ်တွေကျလာတယ်ဇလုံးနဲ့တောင်ခံရတယ်မလေးငွေနဲ့ဆိုရင်4000လောက်ရတယ်ပြောတယ်ဘတ်ငွေနဲ့ဆိုရင်စုစုပေါင်း3000ဝန်းကျင်အဲ့ဒီငွေအမောက်ကတကားရဲ့အကျွေစိတ်လေးတွေပဲရှိသေးတာ3000ဝန်းကျင်4000ဆိုဘတ်ငွေ4000အော်မလေးရှားငွေ4000တဲ့နော်အဲ့ဒါတော့နော်မြန်မာငွေနဲ့ဆိုအခုပေါက်စဲဘယ်လောက်ရှိမလဲမသိဘူးကျွန်တော်လည်းအခုလောလောဆယ်ပေါက်စဲမသိတော့တေချာမပြောနိုင်ဘူးဒါပေမဲ့ငွေအမောက်မလေးရှားငွေ4000ထိုင်းဘတ်နဲ့ဆိုရင်ဘယ်လဲ9000လို့ပြောရနော်အော်9000လောက်မသိဘူးပြောတယ်ဘယ်လောက်လဲစုစုပေါင်း3000ဝန်းကျင်အဲ့ဒီငွေအမောက်ကတကားရဲ့အကျွေစိတ်လေးတွေပဲရှိသေးတာနော်ဒီအိမ်ထဲမှာသူစုထားတဲ့ဒီစုဘူးတေးလေးတွေမပါသေးဘူးအိမ်ထဲကသူစုထားတဲ့စုဘူးတေးလေးတွေအကုန်လုံးပေါင်းလိုက်မယ်ဆိုရင်ဘတ်ငွေနဲ့တွက်မယ်ဆိုရင်ပေါ့နော်9000ဝန်းကျင်ရှိတယ်လို့သိရတယ်တကားကိုဖောက်ပြီးတော့အဲ့လိုမျိုးပတ်စံစုတာကဆိုမိမဖြစ်တဲ့လူအတောက်ကျန်းလို့လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်သူရည်ရွယ်ချက်တစ်ခုအတွက်နော်တိတက်စုထားတာလည်းဖြစ်ကောင်းဖြစ်နိုင်လေဒီတကားပေါင်တွေထဲမှာလိုက်စုတယ်ဆိုတော့သိရတယ်တကားကိုဖောက်ပြီးတော့အဲ့လိုမျိုးပတ်စံစုတာကသူ့မိမသိတာလားဒါမှမဟုတ်သူ့မိမမသိအောင်ပဲခိုးပြီးတော့စုတာလားဆိုတာတော့တည်င်းမှမပါဘူးအားလုံးကဘယ်လိုထင်လဲသူခိုးစုတယ်လို့ထင်လားအဲ့လိုသူ့မိမဒီတကားကိုတန်တရားရှိတယ်ဆိုပြီးတော့များသွားဖောက်ပြီးတော့အဲ့မှာလေဝက်ချက်တွေပွင့်ထွက်ကုန်တာလားဒါမှမဟုတ်အစကတည်းကပဲသူ့မိမကသိနေပြီးသားလားဘယ်လိုထင်လဲဒါပေမဲ့သူ့ရဲ့ idea ကောင်းတယ်နော်သူများမထင်တဲ့နေရာမှာသူသွားစုထားတာကျွန်တော်အမြင်ပြောရမယ်ဆိုလို့ရှိရင်ဒီမှာကိုယောက်ျားစုထားမှန်းတည်တယ်ဆိုလို့ရှိရင်ဒီဘာဖြစ်လို့ဒီတကားဘောင်ကိုဖောက်ပြီးတော့မှနော်ပတ်စံတွေကိုယူရမှာလေယူစရာလိုတယ်နော်သူကသူစုထားစေပေါ့ဒီနှစ်ယောက်စင်မှာလေဝဲချက်တခြားပြဿနာတစ်ခုခုရှိတယ်ကျွန်တော်လည်းကြည့်လေကိုယောက်ျားကယုံကြည်ရတဲ့လူဒါမှမဟုတ်ကိုမိန်းမယုံကြည်ရတဲ့လူဆိုရင်အတူဘာမှဆွဆွတခြားနေရာစုမယ်ဒါပေမဲ့သူဇနီးမတီးအောင်ပဲဒီတကားပေါင်တွေကိုအပေါက်ဖောက်ပြီးစုတယ်ဆိုကြတဲ့ကိုကဆိုတနေ့အပြည့် surprise လုပ်ချင်တာလားသူဇနီးကိုဒါမှမဟုတ်တခြားတော့ရည်ရွယ်ချက်တိတက်အလုပ်တစ်ခုခုတည်းစုနေတာလားဒါပေမဲ့သူမိန်းမဒီတကားပေါင်ကိုဖောက်ပြီးဒီလိုယူနေတယ်ဆိုကြတဲ့နဲ့တော့သူတို့ညောက်တဲ့အဆင်ပြေပုံတော့မပေါ်ပါဘူးကျွန်တော်ရဲ့စဉ်းစားပုံပါကျွန်တော်ရဲ့တုံ့တက်ပုံဆိုတဲ့ပရိသတ်တွေလည်းတခြားပြောစရာလည်းရှိကောင်းရှိမှာဖြစ်ပါတယ်ဆိုရင်သူကတခါတည်းဒီမှာအပေါက်တွေကိုဖောက်ပြီးတော့ဒင်္ဂါပြားလေးကိုဘယ်စင်ထဲမှာထည့်နေတဲ့ဟာလေးကိုတွေ့ရတယ်ဆိုတော့လောက်ထိလောက်နေတယ်ဆိုလို့ရှိရင်တော့ဒါသူယောက်ျားကိုမတင်ကားလို့လားဒါမှမဟုတ်ခိုးစုထားတာတခြားရည်ရွယ်ချက်တစ်ခုခုတည်းခိုးစုထားတယ်ဆိုတဲ့ဟာကိုသူတီးလို့များမရမကောက်ဖောက်ပြီးတော့မှယူနေတာများလားပေါ့နော်ဒါပေမဲ့အဲ့လိုအတုံးဖြုံးကျန်းတဲ့မိန်းမတွေပိုင်ဆိုင်ထားတဲ့လူဆိုလို့ရှိရင်ဒီနေ့အကောင်းဆုံးပဲနော်ဒါပေမဲ့တကားပေါအောင်တော့တောင်းမလုံးနဲ့ပေါ့တကားအပွင့်ပိတ်လို့ရင်တော့အတန်ကြားရမှာငွေဆက်ကိုဆိုတော့အဆင်ပြေမယ်နော်တိတက်တနည်းတဲ့ပုံလုပ်ဖို့ဒါပေမဲ့လည်းနော်ဒီလိုလုပ်ပြီးတီးသွားတော့ရံပွဲတွေထဖြစ်မှာတော့ဒါလည်းယူဆိုင်ကြဖို့ကောင်းတယ်
ဒီတင်ပြပေးတဲ့မလေးရှားကအမောက်လေကျေးဇူးတင်ပါတယ်လို့ဒီကနေ့ credit ပေးပါတယ်